ချန်ပီယံလိနှစ်သက်ချန်ပီယံဖြစ်သွားတဲ့ PSG တကယ်ကိုပဲဘောလုံးကအရန်ကိုရက်ဆက်လွန်တဲ့အားကစားနည်းလို့ကျွန်တော်တို့ပြောရပါမယ်ဒီနေ့ညအတွက်ဆိုရင်တော့အာဆင်နယ်နောက်ခံလူဂါဘရီရဲ့အတွက်ကတော့အိမ်မန်ဆိုးတစ်ခုလို့ကျွန်တော်တို့ထင်ပါတယ်ဒီကစားသမားကတပွဲလုံးမှာအာဆင်နယ်ရဲ့ခံစစ်ကိုအကောင်းဆုံးထိန်းချောင်းကစားသွားခဲ့ပြီးတော့ PSG ရဲ့တောင်ပန်ကစားသမားတွေစီကထွက်လာခဲ့တဲ့ဖြတ်တင်ဘော်တွေအားလုံးဒိုင်ခံဖြည့်ရှင်းပေးသွားတဲ့ဒိုင်ခံဖြတ်ထုတ်ပေးသွားတဲ့အထိအရန်ကိုအကောင်းဆုံးကစားနိုင်ခဲ့တဲ့ဒီတရားဒီလုံးမှာလည်းအာဆင်နယ်နောက်တန်းရဲ့ဆာလီဘာတို့ဘာလို့တော့မှတခါတလေအမားတွေလောက်ခဲ့သေးတယ်လို့ကျွန်တော်တို့မြင်တယ်ဒီဂါဘရီယယ်ကတော့လုံးဝ consistent ရှိတဲ့ခြေစွမ်းမျိုးနဲ့တရားဒီလုံးပုံစံကောင်းပြလာခဲ့တာပါဒီချန်ပီယံလိဖိုင်နယ်ရဲ့နောက်ဆုံးပင်နယ်ဒီအဆုံးဖြတ်မှာနောက်ဆုံးပင်နယ်ဒီကိုလွှဲလျှော်ခဲ့တာကသူနဲ့လုံးဝမထိုက်တန်ပဲသူ့ပေါ်ကိုရက်ဆက်လွန်တဲ့ကံကြမ္မာတစ်ခုလို့တော့ကျွန်တော်ကတော့မြင်ပါတယ်ဆိုတော့ဒီပွဲကြောင့်ပြောရရင်တော့ဒီဟာကျွန်တော်တို့ကြိုတင်တွက်ဆခဲ့တဲ့အတိုင်းပဲပွဲအစမှာဒီကျွန်တော် PSG ညာချမ်းခံစစ်ကအားနည်းမှုကနေတစ်စင်ဖြတ်ထုတ်ဖို့မတည်တတ်တာကနေတစ်စင်ကိုင်ဟာဘတ်ကတွင်းတယ်ဒါပေမဲ့ကျွန်တော်စိတ်ပူခဲ့တဲ့အတိုင်းပဲအာဆင်နယ်ကအာဆင်နယ်ဆန်တဲ့အမားတွေကိုကျူးလွန်ခဲ့တယ်လို့ပြောရမယ်ဗျဒီပွဲစဉ်အစိုးရကလေးကနေမှခံစစ်ကိုလုံးဝအထိုင်ဆော့ပစ်လိုက်တယ်တံမြတိုက်စစ်တွေမှာဆိုရင်လည်းအနည်းဆုံးတော့သူတို့ဒီ low block ဆော့မယ်ခံစစ်ထိုင်လိုက်မယ်ဆိုရင်တံမြတိုက်စစ်တွေကိုအလင်းစလိုမစပဲနဲ့ဘောလုံးကန်ပြီးတော့အချိန်ကောင်းsave လေးပြန်ပြီးတော့ဆော့တင်တယ်ဒါပေမဲ့တံမြတိုက်စစ်တွေမှာအမြန်ဆော့တဲ့ဘောလုံးချက်ချင်းပြန်ပြတ်တယ်ဆိုတော့ဒီအချက်တွေကပဲအချိန်ပြည့် PSG ကိုဘောလုံးပေးကင်ကစားထားခဲ့ရပြီးတော့နောက်ဆုံးမှာ Kvaratskhelia ရဲ့ယုံအားကနေ penalty ပေးလိုက်ရတယ်ဒီကနေပဲအာဆင်နယ်တို့အရှိဘကိုခွင့်ပြုပေးလိုက်ရပြီးတော့ကျန်တဲ့ပွဲချိန်ဒီမှာတော့အတိုင်းအတာတစ်ခုထိနှစ်သင်းစလုံးကထိန်းကစားသွားခဲ့တယ်အချိန်ပုံမှာလည်းအလားတူပဲပေါ့နော်PSG ကဘောလုံးကင်ပြီးထိန်းစားတယ်အာဆင်နယ်က low block ပိတ်ပြီးတော့ထိန်းကစားခဲ့တယ်ဒါပေမဲ့ penalty အဆုံးဖြတ်ရောက်တဲ့အခါမှာကျွန်တော်စိတ်ထဲမှာထင်ခဲ့တာအာဆင်နယ်ဘက်ကအများကြီးအသာရမယ်လို့ထင်ခဲ့တယ်ဒီဂိုးသမားချင်းရှင်ရောဒီဗစ်ဖရာယာကိုအများကြီးပို့ပြီးတော့ယုံကြည်တယ်ပြီးတော့ဒီအာဆင်နယ်ကစားသမားတွေရဲ့စုစည်းမှုပေါ့နော်ဒီပွဲပေါ်ကိုစိတ်အားထက်သန်တော့ကစားနေတဲ့ပုံစံတွေမြင်ရတာကလည်းပို့ပြီးတော့ကျွန်တော်ယုံကြည်ပြီးတော့မျှော်လင့်ခဲ့တယ်ပေါ့နော်ဆိုဒါပေမဲ့နောက်ဆုံးမှာအိမ်မက်ဆိုးတစ်ခုမှတ်ခဲ့ရတယ်ဂါဘရီယယ်နဲ့အတူပဲအာဆင်နယ်တို့ဒီနှစ်မှာလဲချန်ပီယံလိဖလားကိုလွှဲချော်ခဲ့ပါတယ်။ဘာဖြစ်ဖြစ် PSG အသင်းကို congratulation ပါအာဆင်နယ်အသင်းအတွက်လည်းအကောင်းမွန်ဆုံးရာသီတစ်ခုကိုပိုင်ဆိုင်ခဲ့တာဖြစ်ပြီးတော့ဂါဘရီယယ်အတွက်လည်းဒီအိမ်မက်ဆိုးကြီးကနေအမြန်ဆုံးရုံထွက်ပြီးတော့သူ့ရဲ့စွမ်းဆောင်ရည်တွေနဲ့ထိုက်တန်တဲ့ပျော်ရွှင်မှုတွေရယူနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။